တာကီတာကီဆိုတဲ့ဂျပန်တရေမအကြောင်းကိုကြားဘူးကြတဲ့သူတွေရှိလားဂျပန်နိုင်ငံကလူငယ်ကျောင်းသားတွေအကြားမှာတော့တော်တော်လေးကိုနာမည်ကြီးပြီးမသိရသူမရှိလောက်အောင်လို့နေပါပါတယ်သူမဟာနာမည်လေးကြီးတယ်လို့နာမည်နဲ့လက်အောင်လဲကြောက်ဖို့ကောင်းပါတယ်ဒီကနေ့မှာတော့တာကီတာကီဆိုတဲ့ဂျပန်နိုင်ငံကတရေမအကြောင်းကိုကျွန်တော်တို့ M9 မြန်မာ channel လေးကနေတင်ဆက်ပေးသွားမှာပါသူမလို့ခေါ်တဲ့တာကီတာကီဟာခန္ဓာကိုယ်အောက်ပိုင်းမရှိခါးတစ်ပိုင်းပြတ်တာဖြစ်ပါတယ်တာကီတာကီဟာလမ်းလျှောက်ဖို့ခြေထောက်တွေမရှိတာဖြစ်တဲ့အတွက်သူမရဲ့လက်နှစ်ဖက်ကိုသူမလမ်းလျှောက်ဖို့အတွက်ကိုအသုံးပြုပါတယ်သူမလက်တွေကိုထောက်ပြီးတော့လမ်းလျှောက်တဲ့အခါသူမရဲ့လက်သေးတွေနဲ့ထောက်မိတာကြောင့်တာကီတာကီဆိုပြီးတော့အတန်ထွက်ပေါ်လာပြီးတော့သူမပေါ်လာရင်ထိုအတန်နဲ့အတူပေါ်လာနေကြဖြစ်ပါတယ်သူမလက်နှစ်ဖက်နဲ့လမ်းလျှောက်ခြင်းကလည်းတာမန်လူခြေထောက်နဲ့ပြေးတာထက်3ဆလောက်ကိုမြန်ပါတယ်ထိုအတန်ကိုအဆွဲပြုပြီးတော့သူမကိုတာကီတာကီခါတစ်ပိုင်းပြတ်တရေမလို့လူသိများပါတယ်ညနေဆောင်နေဝင်ခြင်းကိုရောက်ပြီဆိုရင်မိရထားလန်ကူတဲ့ဂုံတရားတွေမှာပေါ်လာတက်ပြီးသူမရဲ့နာမည်ဖြစ်တဲ့တာကီတာကီဆိုတဲ့အတန်မျိုးနဲ့ဒီယိုတိုက်ကိုကပ်ပါလာတတ်ပါတယ်ထိုအတန်ကိုကြားမိရင်တင်းရဲ့အနေနဲ့နောက်ပြန်လှည့်မကြည့်ပဲအလင်းမြန်ကိုပြေးဖို့သာစူးစမ်းတင်ပါတယ်ပြေးရင်လည်းတော်တော်လေးကိုအပြေးမြန်နဲ့သူမသာလွတ်မြောက်နိုင်မှာဖြစ်ပါတယ်သူမရဲ့လက်နှစ်ချောင်းကလည်းအလွန်ကိုလျင်မြန်စွာပြေးနိုင်ပြီးခုံပေါက်နိုင်ပါတယ်မပြေးနိုင်ဘူးဆိုရင်တော့ခဏလေးနဲ့မိသွားမှာဖြစ်ပြီးခါးတစ်ပိုင်းဖြတ်ကအသက်ခံရမှာပါအကယ်၍ဆက်စုလိုတဲ့စိတ်နဲ့လှည့်ကြည့်လိုက်မယ်ဆိုရင်တော့သူမမျက်နှာချင်းဆိုင်တွေ့ရမှာဖြစ်ပြီးဘက်စားဆိုတဲ့အတန်နဲ့အတူတင်းရဲ့ခါကိုသူမနဲ့အတူအောင်လို့ထက်ဝက်ပိုင်းချပစ်လိုက်တာကိုခံရမှာပါအကယ်၍သူမနဲ့ထိုကိုရင်ဆိုင်ရခြင်းမှာလွတ်မြောက်သွားခဲ့ရင်လည်းတင်ဟာ3ရက်မြောက်နေ့မှာတည်ဆုံရမှာဖြစ်ပါတယ်တချိန်တည်းမှာဆိုလိုပဲဒီလိုမျိုးထိတ်လန့်စရာဖြစ်ပျက်တွေကြားမှာတငယ်ချင်း2ယောက်ရဲ့ပြဿနာတချို့လည်းရှိနေခဲ့ပါတယ်သူတို့ကတော့ကာနာနဲ့သူမရဲ့တငယ်ချင်းတို့ပဲဖြစ်ပါတယ်သူမရဲ့တငယ်ချင်းကကာနာကိုဒီလိုပြောတယ်ကာနာမင်းကအမြဲတမ်းဒီလိုပဲငါ့ကိုဆိုရင်အထက်စီးဆက်ဆန်နေမင်းငါ့ကိုယူနွက်နေတဲ့သူလိုများထင်နေတာလားမသိဘူးဆိုပြီးတော့ကာနာကိုပြောခဲ့ပါတယ်ကာနာကလည်းစိတ်ဆိုးသွားကမင်းတော်တင်ပြီဆိုပြီးတော့ပြောကစိတ်ဆိုးသွားခဲ့ကြပါတယ်ဒါပြင်ကိုမှဆယ်ချီကူချီရဲ့တည်ဆုံမှုမှာတာဝန်ရှိတဲ့ရဲရရှိတွေကစုံစမ်းစစ်ဆေးမှုပြုလုပ်နေချိန်တွင်မှလည်းမိကွန်းထုတ်စရာတွေကဇက်တိုက်ဆိုသလိုပေါ်ထွက်လာပါတယ်ဆုံမသွားတဲ့ဆယ်ကီကူချီနဲ့ကာနာတို့ဟာခင်မင်ရင်းနှီးစွာဆက်ဆံရေးရှိကြပါတယ်ဆယ်ကီကူချီမဆုံးပါခင်မင်းညကအိမ်ပြန်တဲ့လမ်းကိုပုံမှန်ပြန်လာနေကြလမ်းကနေမပြန်ပဲတခြားသောလမ်းကနေပြန်ခဲ့ပါတယ်သူမဘာကြောင့်ပြန်လာနေကြလမ်းကနေမပြန်လာရဲဆိုတာကိုရဲရရှိတွေကတန်တရားရှိတဲ့သူတွေကိုမေးမြန်းကြပါတယ်၎င်းကိစ္စနဲ့ပတ်သက်ပြီးကာနာဟာအလွန်မင်းကိုစိတ်ထိခိုက်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကာနာဟာကြောက်စရာကောင်းတဲ့တာကီတာကီရဲ့မူလစင်းမြစ်ကိုစုံစမ်းကြည့်ခဲ့ပါတယ်တာကီတာကီတရေမရဲ့တေဆုံမှုဟာစက်ကီဂူချီရဲ့တေဆုံမှုနဲ့ပတ်သက်နေမယ်လို့သူမကတန်တရားရှိခဲ့ပါတယ်တာကီတာကီခါပြက်တရေမဟာအမေရိကန်စစ်သားများရဲ့တိုက်ခိုက်အကြမ်းဖက်မှုမျိုးစုံကိုခံရပြီးသွားတဲ့နောက်မှာစိတ်ဒဏ်ရာရကကိုအဆုံးစီရင်သွားတဲ့အမျိုးသမီးတဦးနဲ့ဆက်ဆက်နေတယ်ဆိုတာကိုသိခဲ့ရပါတယ်ထိုမျိုးသမီးဟာသူမမတေဆုံးခင်ကစိတ်ဖောက်ပြန်ပြီးအနီရောင်ရှိတဲ့ပစ္စည်းမှန်သမျှကိုပြစ်ထုတ်ဖျက်ဆီးခဲ့တယ်ဆိုတာတပ်တွေကနေတဆင့်ကိုသိခဲ့ရပါတယ်။အဲဒီနောက်မှာတော့ကာနာဟာအကြံတစ်ခုရသွားခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြရဲ့အမှန်တရားကိုအမှတ်ရစေတဲ့အထိမ်းအမှတ်ကြောက်စာတိုင်းဖြစ်တစ်ခုကိုဖန်တီးပေးလိုက်ရင်ဒီပြဿနာတွေရပ်တန့်သွားမလားဆိုပြီးတော့မျှော်လင့်ချက်တစ်ခုလည်းတိုးလာခဲ့ပါတယ်။ဒီလိုနဲ့ပဲကာနာဟာသူမတို့တငယ်ချင်း2ယောက်ဟာတာကီတာကီတရေမနဲ့ပတ်သက်ပြီးအကြောင်းအရာအစုံလင်နဲ့အမှန်တရားတချို့ကိုဖော်ထုတ်ဖို့ကိုဆုံးဖြတ်ကြပါတယ်။ပြီးတော့တာကီတရေမစီကနေသူတို့ရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့အတွက်သူမပေါ်ထွက်လာခြင်းရဲ့အကြောင်းအရာဖြစ်တဲ့မူလစင်းမြစ်ရှိရာနေရာကိုရောက်အောင်လို့ခက်ခဲပင်ပန်းရင်းနဲ့ခီးနှင်လာခဲ့ကြတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကရောတာကီတရေမနဲ့ပတ်သက်ပြီးဘယ်လောက်ထိတောင်တည်ထားသလဲဆိုတာကွန်မန့်လေးမှာဖြေပေးခဲ့လို့လည်းရပါတယ်။